Hello အားလုံးပဲမင်္ဂလာပါရှင်ဒါကတော့အလူချင်းနဲ့တားနှစ်ယောက်ပဲဖြစ်ပါတယ်ရှင်ဒီအလူချင်းနေရဆိုလို့ရှိရင်ပေါ့နော်ပဲခူးမျိုးကနေပြီးတော့ဇာတိမြေဖြစ်တဲ့မျိုးလာမျိုးမှာအလူပွဲလာကျင်းပတာလေးပဲဖြစ်ပါတယ်ရှင်ဒီအလူချင်းနဲ့တားနှစ်ယောက်ကဆိုလို့ရှိရင်ပေါ့နော်အစောကြီးတွေကမချမ်းရီတားတို့မျိုးလာမှာအလူလာလုံးမှာမို့လို့မချမ်းကအလူတစ်ခုလုံးကိုတာဝန်ယူပြီးတော့အလှပြင်ပေးရမယ်ဆိုပြီးတော့အစောကြီးတွေကအနံခဲ့တဲ့ပွဲလေးပဲဖြစ်ပါတယ်ရှင်ဒီအလူချင်းမောင်လေးနှစ်ယောက်ကဆိုလို့ရှိရင်တော့ပဲခူးမှာဒီကအထည်ဆိုင်ဆိုပြီးတော့ရန်ကုန်မန္တလေးကားလမ်းဘေးမှာဖွင့်ထားတာပဲဖြစ်ပါတယ်ရှင်ဒါဆိုရင်တော့ကျွန်တော်တို့အိမ်လုံးပေါ့နော်မနေရဘဲနဲ့ပေါ့နော်ဒီအလူပွဲရဲ့ကလေးတွေကိုပေါဝင်ပြီးတော့ကူညီပေးရတာပေါ့နော်ပြင်ကြစင်ချာပေါ့နော်အလူမျိုးလေးတွေနဲ့ပေါ့နော်အကုန်လုံးကလည်းချောပြီးတော့လှကြတယ်ပေါ့နော်အကုန်လုံးမျိုးသူလေးဖြစ်တဲ့ခါကြတော့ပေါ့နော်အများကြီးပြင်ဆင်စရာမလိုဘဲနဲ့တော့မှပေါ့နော်အကုန်လှနေကြတာပေါ့နော်အလူချင်းမောင်လေးမြောက်ကလည်းမချင်ပြင်ဆင်မှုလေးတွေကိုတိုင်းနဲ့တက်တယ်လို့ပြောလို့အများကြီးပဲကျေးဇူးတင်ပါတယ်မောင်လေးတွေလည်းအလုပ်တွေကြီးတက်မကအောင်မြင်ပါစေလို့မချမ်းကဆုတောင်းပေးလိုက်ပါတယ်နော်ဘဲချရတဲ့သူတွေဒီဗီဒီယိုလေးကိုကြည့်နေတဲ့သူတွေလည်းပဲခူးရောက်ခဲ့တယ်ဆိုရင်ဒီကအထည်ဆိုင်လေးမှာဝင်ရောက်ပြီးတော့အားပေးဖို့အတွက်ချင်းချင်းကအကြံပြုပါတယ်နော်အရန်ပဲသဘောကောင်းကြတယ်ဒီညီမတွေညီမတွေတူမတွေအတော်တွေကလည်းအကုန်လုံးပေါ့နော်လှနေကြတော့ဒီနေ့လေဒီပွဲမှာပြင်ဆင်ပေးရတာအရန်ကမှချစ်ချမ်းသာပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်